ပတ်စံတစ်ပြားမှမကုန်ပဲကျမ်းမာစေမယ့်နီးလန်းနေကြောင်းပြောပြပေးနေတယ်ဒီနေ့တော့24ရက်မြောက်နေ့ဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြောပြပေးချင်တာလေးကဘာလဲဆိုတော့ညဘက်ဒီကျွန်တော်အိတ်နေရင်းနဲ့တခါလေးရင်းနေပူလာတာမျိုးလက်ချောင်းထဲမှာချင်လာပြီးတော့မှအိတ်မပြုတ်ဘူးပေါ့နော်ပြီးတော့လို့ရှိရင်ဟောက်တန်နေအရန်ကျဲလာတယ်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်အိတ်တဲ့အခါမှာဘယ်ဘက်ကိုစောင်းအိတ်ပေးပါတဲ့ကျွန်တော်တို့ဘာကြောင့်ဘယ်ဘက်ကိုစောင်းအိတ်ခိုင်းတာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအစာအိမ်ပေါ့နော် stomach ရဲ့ anatomy မှာဆိုရင်သူကကွေးလေးပေါ့နော်ဒီလိုကွေးလေးဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ညာဘက်ကိုစောင်းပြီးတော့အိတ်ခဲ့မယ်ဆိုလို့ရှိရင်တဲ့အစာအိမ်ရဲ့အဝအောက်ဘက်ကိုရောက်နေတယ်ဒီတော့စားထားတဲ့အစာတွေကဒီအဝမှာရှိနေတဲ့အခါမှာအပေါ်ကိုပြန်ပြီးတော့တက်လာနိုင်တယ်အဲ့ဒီအခါမှာခုနကလိုဆက်ချင်းလေးပြန်လာတာဖြစ်မယ်ရင်ပူလာတာမျိုးဖြစ်နိုင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘယ်ဘက်ကိုစောင်းအိတ်လိုက်မယ်ဆိုလို့ရှိရင်အစာရဲ့အဝလေးကပေါ်ဘက်မှာဖြစ်ပြီးတော့အစာတွေကအောက်မှာဒီလွတ်နေပြီးငြိမ်ငြိမ်သက်သက်ရှိနေတဲ့အတွက်ကြောင့်အစာရဲ့အဝလေးကပေါ်ဘက်ကိုရောက်နေပြီးတော့မှအစာတွေကအောက်မှာရှိနေတဲ့အတွက်ကြောင့်ခုနကတော့ရင်ပူတာတွေမခံစားရတော့ဘူးအဲ့တော့အစာလေးကြည်လွယ်မယ်ပြီးတော့လို့ရှိရင်ဟောက်တာလည်းအတန်ကြီးလျော့သွားလိမ့်မယ်ပေါ့နော်ကိုယ်ဝန်ဆောင်လေးအစာယောဂရှိတဲ့လူတွေဆိုရင်တော့ဘယ်ဘက်ကိုအဓိကစောင်းအိတ်ဖို့လိုပါတယ်ပုံမှန်လူမှာဆိုလို့ရှိရင်လည်းအိတ်တဲ့အခါမှာဒီလိုလေးမကြခဏအိတ်ပေးပါပါနော်